အားလုံးပဲမင်္ဂလာပါကျမ်းမာချမ်းသာရင်နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမိထက်မှာတောချက်မွန်ရင်းကားလေးကိုဆွဲမယ်အရန်ကြိုက်တဲ့နနံပင်ဝေါနနံပင်นี่တအားကြိုက်တာရန်ပြီးရင်ရုပ်သီးမှုတ်ကလေးပြီးရင်ငပြန်ရည်လေးငဖဲအားထည့်ထားတယ်ပဲကြော်လေးထည့်ထားတယ်မိထက်နဲ့အတူတူစားကြမယ်အိုးဘဲဦးလေးနဲ့အရန်ကြိုက်တဲ့အိုးဘဲဦးစားကြပါအောင်ရှင်မိထက်ရဲ့ဒီမှာမွေးငါလေးပါတောချက်မွေးငါ तू ကတောချက်လေးချက်ထားအယောင်လေးမထည့်ထားဘူးပေါ့နော်အယောင်လေးမထည့်ထားဘူးတောချက်ကလေးပါရွှဲလေးစားမယ်ဒီတစ်ခါကြိုက်ကြလားမွေးငါနနမင်းအရန်ကြိုက်တော့လေဒီမှာနနမင်းအရန်ကြိုက်တာဆိုတော့ဘယ်လိုလုပ်ကြနနမင်းလေးနဲ့ဆွဲမယ်အရန်ကောင်းမိထက်ရဲ့အရန်ကောင်းတော်လေးရှိတာလေးပဲကြော်လေးကြံသေးတာလေးနဲ့ဖဲလေးနဲ့စားပါအောင်ဆွဲကောင်း煮啥嘛？ကောင်းနေရောဘာရမ်းစား